cái thằng gì nuôi làm khá thì em yêu bể ta mua hoa lại bây giờ lại luôn này để bể thì mình dùng ra này nó đã để trả tiền ngồi lên cái cũng nó đi lên thế thì ba cũng mà cho nó thong à bà vay vì nó chua rồi thì nó đong đông đong lao đi bà đó đấy nó thì mà tôi cần sao mấy baoเลย钱嘛cần sao mấy lá thâu bà rồi ngồi thâu cái đong里面ngồi thâu cái đong mi quaเลย钱tôi lo đó rồiပြောတယ်တောင်းသလုံးမရမရှင်ထပ်တောင်းတာပဲထပ်ပြီးလေမရပြီးကြလို့ရှင်ဘလော့သွားဆိုတဲ့ချင်းသူကဘယ်လိုလုပ်ရမလဲသူတို့ပြီးတဲ့ဘန်နံပါတ်ကိုပေါ့နော်ဘန်ယုံဖုံးဆက်ပြီးတန်းပိတ်ခိုင်းပေါ့နော်အဲ့လိုမျိုးဆိုမှအဆင်ပြေရပေါ့နော်ဒါကတော့ကျွန်တော်ခံလိုက်ရပါပေါ့နော်1500အားကြောင့်မလို့တတိထားကြပါလို့ကျန်ပြောခြင်းနဲ့အကြံပေးခြင်းနဲ့ပေါ့နော်ဒီတဲ့မှာသူတို့အဖွဲ့နဲ့လာပြီးကန်ဆန်းလိုက်မယ်လာပြီးရောဟိုလုပ်လိမ့်မယ်ပေါ့နော်ကန်ဆန်းမဲ့လာဖောက်တယ်ဆိုရင်ပြီးရောအရင်ဆုံးလုပ်ပြလိမ့်ပြီးကြလို့ရှိရင်လူရဲ့နောက်ကလိုက်ယုံမယ်ဟိုလိုက်ယုံပြီးတော့လို့ရှိရင်လူရဲ့ထက်ကန်ဆန်းမယ်ကျွန်တော်လည်းအတိုင်းပဲတကယ်ထင်တာပေါ့နော်ပြီးတယ်ပြီးတော့မဟုတ်ဘူးသူကပတ်စံဝေပြီးတော့လို့ရှိရင်ကန်ဆန်းမဲ့ရှင်းမယ်ကန်ဆန်းမဲ့ရှိကန်ဆန်းမဲ့ပေါက်မယ်ကန်ဆန်းမဲ့ပေါက်ပြီးတော့လို့ရှိရင်သူကန်ဆန်းမဲ့ပေါက်တယ်ဆိုပြီးတော့ပေါက်တယ်ဆိုရင်ငွေလာထုတ်ဆိုရင်ငွေကြက်လို့ရှိရင်ခွန်ပေးရမယ်အဲ့ဒါငွေထုတ်ကပေးရမယ်ဆိုရင်ငွေထုတ်ကအရင်တောင်းသေးတယ်အဲ့လိုပုံစံမျိုးငွေထုတ်ကတောင်းမွဲဘယ်လောက်ပေးလိုက်မလောက်တော့ကြပြီးကြလို့ရှိရင်ဘလော့သွားလိမ့်တတိထားပေါ့နော်ကျွန်တော်ခံမှုလို့ပြပါပေါ့နော်ဒါမိုးပေးတိုင်းပဲအကုန်လုံးပဲတတိထားကြသူတို့အဖွဲလိုက်လာအရင်ဆုံးကန်ဆယ်လိမ့်မယ်အဖွဲလိုက်ကန်ဆယ်လိမ့်မယ်လာကန်ဆယ်ပေါ်လို့ရှိရင်အမှဘလာဘာညာဆိုတာသူတို့ရဲ့လူတွေပဲတော့လည်းအတိုင်းပဲခံလိုက်ရဗျာဘန်ငွေ1500မြန်မာငွေ3သိန်းနဲ့နော်သူတို့အလိုက်မှာရေးထားအောင်ဘန်ငွေ1500ဘန်ငွေ3000တော့ဘန်ငွေ4000တတိထားကြပါပေးတူပေးအလိန်နေပေါ့နော်သူတို့လိုက်လွှင့်မြအမှန်တကယ်အဲ့လိုမဟုတ်ဘူးတကယ်ကြားဖြန့်လိန်နေဒူလိန်နေပေါ့နော်မသိသေးတဲ့လူကြတော့လောဘတွေကြီးနေမှာသူတို့ကျွန်တော်တို့လောဘတွေကြီးနေမှာဆိုလို့ခံမှာဆိုလို့ပြောပြပါပေါ့နော်